တရားစီတော်မြတ်ကြီးကြီးတော်ပြည်သူတို့မှာဆရာတော်တို့ရဲ့ဖွဲ့ကြီးအရိညာအညာချင်းမှာဖွဲ့ပြီးတိဆက်တော့ပါပါတော့မနော်ချစ်စရာအောင်လို့နောက်တော့ပတ်စင်လို့ရပါပြီ